မမေ့နိုင်တာပဲခက်တဲ့ရှိရဲ့ဒီနေ့တိုင်းတာပဲမြင်မှုလွယ်နေဘလိုပင်ဆောင်ကပိန်လို့တန်ရိုးနဲ့စိတ်လေးလူရဲ့ချစ်လို့လူကလိုက်လို့လေဘုံလူကပြေကုန်လေဒီမိုက်အကြောင်းကိုနားမလည်လို့မင်းနေတဲ့လူတွေကိုကျွန်တော်ထပ်ပြီးတော့ရှင်းပြပေးမယ်ဘာရှင်းအစ်စ်နဲ့ထပ်ပြီးတော့ထုတ်ပေးလိုက်တဲ့မိုက်တရှင်းဆိုလို့ရတယ်ဖုန်းနဲ့တွဲပြီးတော့ live လွှင့်လို့ရတယ်တရှင်း join ပြီးတော့တခါလေဗီဒီယိုရိုက်ပြီးတော့တခါလေကိုဆိုထားတဲ့တရှင်းကို record ဖန်ထားလို့ရတယ်သူ့ရဲ့အားသာချက်ကဒါပဲเนาะကျွန်တော်တို့ sound card မလိုဘဲနဲ့ mic နဲ့ထားတဲ့တရှင်းဆိုပြီးတော့ record ဖန်မယ် live လွှင့်မယ်ကျွန်တော်ဒီထဲမှာတရှင်းဆိုတာကိုပြန်နားထောင်ဖို့အတွက်ဒီမှာနှစ်ချက်ဒီကောင်ကျတော့အာသွန်းကျိုးဒီကောင်ကအာသွန်းကျိုးဒီကောင်ကကျတော့ live လွှင့်ရင်သုံးလို့ရတယ်ကျိုးပြကျွန်တော်တို့တိုက်စီတူတိုက်စီလည်းရတယ်တိုက်စီကနေပြီးတော့ iPhone ကိုတွားပြီးတော့ iPhone ကောင်းလည်းပါတယ်ဒီကျိုးကိုသုံးပြီးတော့ကျွန်တော်ကဒါကိုရဲ့ဖုန်းနဲ့ဒါက live ဝင်တာပဲဖြစ်ဖြစ် record ဖမ်းတာပဲဖြစ်ဖြစ်အဲ့ဒီနေရာမှာသုံးရမှာဗျ mic ကိုဘယ်လိုအားချင်းမြင်သွားလဲဆိုတော့အရင်တော့ဒီ mic က remote control ပါတယ်ဒီကောင်ကကျတော့ remote control မလိုတော့ဘူးဒီမှာသူ့မှာပါတယ်ဒီမှာ karaoke voice ပါတယ်ဒီမှာဆိုလို့ရှိရင်ဒီမှာသူ့ရဲ့ဒီမှာ Android flow ဒီမှာပြီးလို့ရှိရင်ဒီမှာ volume echo အဲ့လိုမျိုးအကုန်တခါလဲ mic မှာတခါလဲ setting ပါပြီးသားတရားလေးလိုပဲသုံးပြီးတော့ power ဖွင့်ပြီးတော့သုံးရမှာဒီမှာကြည့် power ဖွင့်လိုက်မယ်power on သွားပြီပြီးလို့ရှိရင် power on ပြီးသွားလို့ရှိရင်ဒီမှာကျင်းနဲ့သူ့ရဲ့ဒီအပေါက်မှာကျွန်တော်ကတရှင်းနားထောင်เนาะပြီးလို့ရှိရင် live လွှင့်တာပဲဖြစ်ဖြစ် live လွှင့်တာပဲဖြစ်ဖြစ်တခါလဲဗီဒီယိုရိုက်ပြီးတော့ record ဖမ်းတာပဲဖြစ်ဖြစ်ဒီကျိုးနဲ့သုံးမယ်ဒီမှာကြည့်ကိုယ့်ရဲ့ဖုန်းကတိုက်စီလား iPhone ကောင်းလားဒီမှာ iOS လားဒီမှာသူ့ရဲ့ကောင်းကတော့တိုက်စီပြန်တယ်ဗျသူ့ရဲ့ကောင်းကတိုက်စီအဲ့လိုသွင်းလိုက်မယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ဖုန်းကတိုက်စီဆိုလို့ရှိရင်ဒီမှာတိုက်စီထိုးလိုက်ပြီးလို့ရှိရင်ဒီမှာ mic နဲ့လွှင့်ပြီးတော့တရှင်းဆိုတာပဲဖြစ်ဖြစ် record ဖမ်းတာပဲဖြစ်ဖြစ်လုပ်လို့ရတယ်တကယ်လို့ကိုယ့်ရဲ့ဖုန်းက iPhone ကောင်းလားဒီမှာကြည့် iOS လားအဲ့ဆိုလို့ရှိရင်ဒီမှာဒီရှေ့မှာထိုးပြီးတော့ဒီတိုင်းနဲ့သုံးလို့ရတယ်ဒီ mic နဲ့တော့ all in one တမျိုးလေးနဲ့အကုန်သုံးလို့ရတယ်ကဲပြီးလို့ရှိရင်တချင်းနဲ့တွဲပြီးတော့ဘယ်လိုနေထားရှိလဲဆိုတော့ကျွန်တော်ထပ်ဆန်းပြပေးမယ်ကဲဒီမှာကြည့်ဒီ mic ကိုကျွန်တော် Bluetooth နဲ့ဒါချိတ်ဆက်ထားပြီပေါ့နော်တချင်းဖွင့်မဲ့ဖုန်းနဲ့ဒီ mic ရဲ့ Bluetooth ကိုချိတ်ဆက်ထားပြီအဲ့ကျတော့ဒီကတချင်းက mic ထဲကိုသွားမယ် mic ကနေပြီးတော့ကိုယ့်ရဲ့ဒီမှာနှစ်ချက်မှကြားရမယ်အဲ့တော့မှကိုယ့်ရဲ့အတန်နဲ့ဒီလိုလိုက်ဆိုမယ်ကဲဒီမှာ record မဖမ်းသေးဘူးဟုတ်ဘာလို့ဆိုတော့ဒီမှာ record ဖမ်းမဲ့ဖုန်းကိုကျွန်တော်ဒီကမထိုးရသေးဘူးเนาะဒီမှာကြည့်ဒီမှာနှစ်ချက်နဲ့နားထောင်မယ်ဒီမှာကျိုးနဲ့ဒီရိုက်နေတဲ့ဖုန်းကိုထိုးလိုက်မယ် record ဖမ်းနေတဲ့ဖုန်းလေးကိုကျွန်တော်တွဲပြီးသွားပြီဗျာအရှင်းတန် Bluetooth ချိတ်ထားတဲ့ဥစ္စာကိုကျွန်တော် mic နဲ့အရှင်းတန် Bluetooth ချိတ်ထားတာကိုကျွန်တော်ထပ်ပြီးတော့ဖွင့်ပြပေးမယ်ကိုကစကားပြောတဲ့ plot လေးတွေရိုက်မယ်ဆိုလို့ရှိရင်နောက်ခံဒီလုံးကိုစကားပြောတဲ့အချိန်မှာနောက်ခံဒီလုံးလေးတိုးသွားအောင်အဲ့ဒီ system လေးပါတယ်မမေ့နိုင်တာပဲခက်တဲ့ရှိရဲ့ဒီနေ့တိုင်းတာပဲမြင်မှုလွယ်နေဘလိုပင်ဆောင်ကပိန်လို့တန်ရိုးနဲ့စိတ်လေးလူရဲ့ချစ်လို့လူကလိုက်လို့လေဘုံ